လမိုင်းရမဲကပထမပိုင်း19မိနစ်မှာတကူတွန်းနိုင်ဖို့အခွင့်အလမ်းများနေတယ်2026 Final World Game မှာအကောင်းဆုံးပွဲတင်တစ်ပွဲနှုတ်ဆက်ပွဲလို့လည်းပြောလို့ရတာပေါ့ချစ်ကိုရ World Game ကမျိုးအောင်မှာပေါ့၄နှစ်ဆိုတော့မင်္ဂလာပါကျွန်တော် MFD ရမှာကျွန်တော်ဒီဗီဒီယိုမှာ2026 World Cup Final ပွဲစပိန်နဲ့အာဂျင်တီးနားပွဲစဉ်ကိုကျွန်တော် data analysis 3မိနစ်စာလောက်ပြောပြသွားမှာဖြစ်ပါတယ်စပိန်ကကိတ်ဘာရီကို3လုံး50ကြေဖွင့်လိုက်ခဲ့ပြီးတော့အာဂျင်တီးနားကကိတ်ဘာရီကို2လုံး50ကြေဖွင့်လိုက်ခဲ့တာကြောင့်စပိန်ကအာဂျင်တီးနားကိုမိုင်းနဲ့100ပေးရမှာပါဖိုင်နယ်မလို့ပြား90လောက်ဟနေလားကျွန်တော်တို့ထဲသွင်းစဉ်းစားလို့ရတာပေါ့ဒါမှမဟုတ်အုပ်စုပွဲစဉ်တွင်းဆိုရင်တော့တေချာပေါက်မိုင်းနဲ့100လောက်ပေးနိုင်ပါတယ်ဒီတစ်ချက်ကများပြား90ဖိုင်နယ်နှစ်သင်းမလို့နည်းနည်းခြေစွမ်းပိုင်းကိုဥတီပြီးတော့လက်ရှိနေထားကြောင်းမလို့ပြား90လောက်ရော့သွားတာလို့ကျွန်တော်တို့မှတ်ချက်ယူလို့ရမယ်ထင်ပါတယ်ဒါဆိုရင်ကြီးတန်းကမမားဘူးလို့ယူဆလို့ရတာပေါ့မနေ့ကစပိန်က sorry မနေ့ကပြင်သစ်ကကျွန်တော်တို့ဒါကိုပေါင်းပေါ်ပြီးတော့ BDS ပေါ့နော်ဒါတတိယလူပွဲတွေထုံးစံအတိုင်းပဲလို့ကျွန်တော်သုံးသပ်ခဲ့တဲ့အတိုင်းပဲအဆင်ပြေခဲ့ပါတယ်တို့အတူပဲကျွန်တော် Telegram မှာမောင်းက3သိန်းမောင်းတစ်မောင်းပေါက်တယ်ဒီနေ့လည်းထပ်ရွေးပေးမှာပါရာသီစားတော့မှာဆိုတော့ဒါမဖြစ်မနေ brother အနေနဲ့ MFD LNDIM တစ်ဆိုပြီးတော့ Telegram မှာ join ထားပေးလို့ရပါတယ်မောင်း group channel တွေရှိပါတယ် live channel တွေရှိပါတယ်ကျွန်တော်မှာ main channel တွေရှိပါတယ်Viber 399583လုံး4435နဲ့လည်းဆက်သွယ်ပြီးတော့ free mount channel တွေဆက်သွယ်လို့ရပါတယ်ဗျာနော်အဲ့တော့24နာရီပတ်လုံး24ရာသီ12နာရီရာသီပတ်လုံးကျွန်တော်9ရက်မရှိပဲအကောင်းဆုံးကြိုးစားနေတာဖြစ်တဲ့အတွက်ဝါသနာရှင်ကြီးကိုရီးယားကျွန်တော် like and subscribe လေးနဲ့အတူ Telegram မှာ join ထားပြီးတော့မြစ်တာရက်ခံပါတယ်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်တို့စလဲအောင်နော်အဲ့တော့မနေ့က Telegram မှာ3သိန်းမောင်းပေါက်တယ်နောက်တဲ့မောင်းတွဲ channel မှာ3သိန်းမောင်းနှစ်ခုပေါ့နော်ဒါ555တမားတွေအတွက်ကျွန်တော်လုပ်ပေးထားတာတသင် biking over နဲ့ biking volley လေးကြာသွားတာပေါ့နော်2-1ဆိုတော့ဒါ over 2.5ပေးခြင်းလေဆိုပေမဲ့လည်းကြာသွားတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကျွန်တော်မနေ့ကရွေးချယ်ခဲ့တဲ့ပုံစံလေးပြောပြတာပါအဲ့တော့ကျွန်တော်တို့ဆက်သွားမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဇေဒန်လေးကိုပြန်ပြီးကြည့်တဲ့အချိန်မှာစပိန်ကဘယ်ဂျီယန်ကို2-1နဲ့နိုင်ခဲ့တယ်ပြင်သစ်ကမော်ရိုကိုကို2-0နဲ့နိုင်ပြီးကြတဲ့ကကျွန်တော်တို့အထက်ကြီးကိုလိုက်နေတာခုချိန်ဒီမပေးခဲ့ပါဘူးဒီ final ပွဲရောဆိုရင်6ပွဲရှိတော့ပါပြီ9ပွဲမြောက်ကမပေးခဲ့ဘူး brother ရဲ့ theory တကယ်ကောက်မယ်ဆိုရင်အထက်ကြီးပေးသွားနိုင်လားဇေဒန် formula အရာက -50 နှလုံး20ရှုံးဆိုရင်အထက်ကြီးဘော်ဒီကိုက1-0လောက်ပေးလို့တော့ရတယ်ပင်လယ်ရီပေးပြီးတော့ -50 ကိုမှနှလုံး50ကိုပေါင်းစီဆိုရင်1-1ဗျအာဂျင်တီးနားကိုရနိုင်တာပေါ့စတင်ကြီးကဘော်ဒီသေးငြိမ်ပြီးကိုပေါင်းစီကနှလုံး300နဲ့နှလုံး50အထိတက်တဲ့ပုံစံမျိုးပေါ့မြန်မာကြီးဆိုရင်နှလုံး26ဆိုတာဒါ formula ပြမြန်မာကြီး formula အတွက်ရင်1-0မျိုးမလေးချင်းတဲ့အတွက်ရင်နှလုံး26ဆိုတာနှလုံး25အထက်ရောက်သွားတဲ့အတွက်နှလုံး50 international ဈေးကွက်ဖြစ်သွားပြီကိုပေါင်းစီက1-1တစ်ပေါက်ပေးလို့ရတယ်ဒါမှမဟုတ်အာဂျင်တီးနားကိုဂိုးကန်ဆယ်လုပ်ချင်လို့လားဒါမျိုးလေးတွေးရတာပေါ့ဘာကြောင့်လဲကိုပေါင်းစီကဟိုနှလုံး50အထိမြန်မာကြီးမှာမရောက်ဘူး26အထိပဲရောက်တယ်မြန်မာကြီးနဲ့ formula တွက်လာကျွန်တော်တို့ကြောင့် -50 နှလုံး50အထိဆိုရင်1-1ပဲဒီပွဲอ่ะအဲ့လိုမျိုးတွေးတာဗောနော်အခုကတော့ -50 နဲ့နှလုံး26ဆိုရင်ဒါပင်လိန်နဲ့ဟိုထကြီးဘော်ဒီကိုက1-0မျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒါဇီဒန် formula ရဆိုရင်1-0တစ်ပေါက်ရှိပါတယ် okay ဒါဆိုရင်ခြေတန်းကလည်း final မလို့ဆိုရင်မှန်တယ်လို့တွက်မယ်လက်ရှိခြေစွမ်းပိုင်းမှာလည်းဘာသာလို့မြင်တဲ့အတိုင်းပဲအာဂျင်တီးနားအုပ်စုတွင်းတွေမှာခက်ခက်ခဲခဲစပိန်လောက်တမျိုးမဟုတ်ဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုစပိန်ခြေစမ်းကအေးအေးဆေးဆေးညင်ညင်လေးနဲ့ပုံမှန်လေးပဲလှုပ်ရှားပြီးလူငယ်ဖွဲ့စည်းမှုကောင်းတဲ့အတွက် short တွက်လို့တော့မရဘူးပေါ့နော်။အာဂျင်တီးနားမှာကျတော့စောကပြောသလိုနည်းနည်းလေးတော့နောက်ပိုင်းမှာဟိုအုပ်စုကန်တဲ့အတွင်းတွေကစပြီးတော့ပွဲနည်းနည်းလေးပင်ပန်းနေသလိုဖြစ်နေတာပေါ့နော်။ပင်ပန်းသလိုဖြစ်တယ်ဒါနောက်ကနေပြန်လိုက်နေရတော့ပေါ့နော်။နောက်ကနေပြန်လိုက်နေတာတဲ့အနေထားမျိုးမှာကျွန်တော်တို့ကဒီမိနစ်60အတွင်းမှာရောစပိန်လူငယ်တွေရဲ့တိုက်စစ်ကိုကျွန်တော်သုံးသပ်ထားသလိုပထမပိုင်း19မိနစ်မှာတက်လုံးပေးဖို့ဟာနီးစပ်မှုရှိမရှိ brother အမျိုးကွန်မန့်ပေးကြလို့ရတယ်ကျွန်တော်ကတော့ဒီပွဲမှာဒါပုံမလင်းလင်းဝန်ခံပါတယ်ဟိုရိုနယ်ဒိုဖန်လို့မက်ဆီဖန်လို့မဟုတ်ပါဘူး1-0လောက်ကြိုက်တာ
စပင်ဘော်ဒီကိုပုံစံမျိုးတစည်းတန်းရလဲလာတယ်ခြေစွမ်းပိုင်းရလဲလာတယ်လွန်ခဲ့တဲ့တရက်နေ့ကလည်းကြိုပြောပြီးသားပါပြင်သစ်နဲ့အင်္ဂလန်ကိုဂိုးပေါ်ကြိုက်တယ် BDS ကြိုက်တယ်ပြင်သစ်ဘော်ဒီကြိုက်တယ်ပြင်သစ်ဘော်ဒီမပေးဘူး BDS ပေးတယ်ဂိုးပေါ်ပေးတဲ့အတွက် BDS no နဲ့အောက်ကြီးဟိုကိုအောက်ပေါ့နော်ကိုအောက်နဲ့အထက်ကြီးဘော်ဒီ 1C မျိုးပေါ့မနေ့ကကျွန်တော်တို့ကယူယူလေးတွေ့တယ်ပြင်သစ်ကအောက်ကြီးဘော်ဒီကိုအပေါ်စပိန်ကအထက်ကြီးဘော်ဒီကိုအောက် final ပုံစံမျိုး 1C လောက်ကကျွန်တော်နှစ်သက်မိတဲ့ကြောင်းကျွန်တော်ပြောချင်ပါတယ်အဲ့တော့ပထမဆုံးအကြိုက်တစ်ခွက်က half price over 0.5 ဖြစ်ပါတယ်ဒါမှရမယ်တကလုံးသွင်းမယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်brother ရဲ့အမြင်ကို comment ပေးခဲ့လို့ရပါတယ်ကျွန်တော် fan ဆွဲလုံးဝမရှိကြောင်းဝန်ခံနေနော်ကျွန်တော်ကြိုက်တဲ့ကျွန်တော်ပုံစံတိုင်းပဲရွေးချယ်ပေးခြင်းဖြစ်ပါတယ်အားပေးတဲ့ချင်းတဲ့ကျေးဇူးအရင်တင်ပါတယ်ကျွန်တော် MT အနံပါ